ပုံမှန်ရှမ်းခောက်ဆွဲတစ်ပွဲမှာကယ်လိုရီ900ဝန်းကျင်လောက်ပါတတ်ကြပါတယ်ဒီနေ့ roast ချက်ပြမဲ့ diet ရှမ်းခောက်ဆွဲရတော့ကယ်လိုရီ300ဝန်းကျင်ပဲပါပါတယ်အရင်ဆုံးတိုင်းခရမ်းကျင်သီးလေးတွေကိုခြေရတာတတ်တာအောင်လို့ microwave ထဲမှာ3မိနစ်လောက်ထည့်လိုက်မယ်စီလေးကိုဖြန်းနယ်ဆိုရုံလေးထည့်ပြီးတော့စက်သွန်အဖြူအနေနဲ့ငရုတ်သီးမှုန်ကလေးကိုစီတက်လိုက်မယ်ခရမ်းကျင်သီးလေးတွေကလည်းနူပြီးဆိုတော့ဒီကိုင်းခရမ်းကျင်သီးလေးတွေပါထည့်ပြီးတော့အနှစ်ကလေးလုပ်လိုက်မယ်နော်အနှစ်ကလည်းကျက်သွားပြီဆိုလို့ရှိရင်ပဲငပိနဲ့ဆင်းထားတဲ့ကြက်သားလေးတွေကိုပါထည့်လိုက်ပြီးတော့ရင်းနှွေးလေးပါအနည်းငယ်ထည့်ပြီးအနှစ်ချက်လိုက်ပါမယ်ရှင်ကြက်သားအနှစ်ကလေးချက်သွားပြီဆိုလို့ရှိရင်တော့ရေစိမ်ထားတဲ့ဝါအုပ်ခောက်ဆွဲလေးတွေကိုနူးအောင်ထည့်ပြုတ်လိုက်ပါမယ်ဝါအုပ်ခောက်ဆွဲလေးတွေနူးလာပြီဆိုလို့ရှိရင်တော့ပကံထဲမှာပလိတ်တင်စပြီးတော့လုပ်ပါမယ်ရှင်ဝါအုပ်ခောက်ဆွဲပုံကိုပဲငံပြားရည်အကြီးအနောက်နဲ့မြေပဲထောင်းထားတာလေးတွေကိုထည့်လိုက်မယ်အခုနောက်ကထည့်ထားတဲ့ခရမ်းကျင်လေးအနှစ်ကလေးနှစ်စွန်းကိုပါထည့်လိုက်ပါမယ်ရှင်ခုဆိုလို့ရှိရင်တော့ကယ်လိုရီ300ဝန်းကျင်ပဲရှိတဲ့ဓာတ်ရက်ရှမ်းခောက်ဆွဲလေးရပါပြီ